1945ဇွန်လ19ရက်နေ့ဖခင်ဘုံအောင်ဆန်းနဲ့မိခင်မဟာပီရိတုတမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ဒီအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းစိုးကြည်အမျိုးလဲမြတ်တယ်အကျိုးလဲမတွက်တယ်မြမဆိုတာကဘာကပြီးအောင်ရိုးရထမိန်လေးဝဲခါကောင်းမဆိုလဲမြေွယ်ပန်းပန်းလည်းပဲတူမေမေရှင်ဝဲ